တရားရေးတန်ခါရေးအဲ့လိုရင်မျိုးရောက်တဲ့ချိန်မှာတဲ့ခုနတွေးခဲ့တဲ့အနောက်ဘွဲ့ကြီးအခက်အခဲကြီးနောက်ဆက်တွေဦးတဲ့ခိတ္တခဏတော့ကြောက်သွားခဲ့ပါလေတဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးတယောက်ကြောင်းဆိုပြပါမယ်လေးစုတကုံရှင်စေဒီမြတ်စီကကိုခွဲခဲ့ဒီမှာအေးချမ်းပြေစွာတရားတော်နဲ့မွေလျော်ဝဲရာမြတ်သောအရေးအာဝါဒကိုရောက်ခဲ့ရပြီကြည်လူဝန္တာဆဲရဆုံးလက်ရှက်တွေမူကရှက်ခိုးကြောလိုက်ပါ၏ဖရာတော်ပြီးတော့သုံးလိစေနာတန်တရားကိုကျွေးလူရည်